ကျွန်တော်တို့ဒါစူပါလိုက်ပေါ့နော်စူပါလိုက်သူများကိုပေးခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပေးအောင်အကောက်ဖွဲ့ခြင်းလို့ပဲဖြစ်ပေါ့နော်ကျွန်တော်တို့စူပါလိုက်၅ခုပြီးအောင်ဒါလုပ်ချင်တဲ့သူများကိုကနေပြီးတော့ကြတော့ပြောမယ်ဆိုဆန္ဒရှိရပေါ့နော်ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောက် creator အကောက်ဖြစ်ချင်တယ်ဒါကြောင့်ပေးအောင်ပွင့်ချင်တာပေါ့နော်အဲ့ဒီပေးအောင်ပွင့်ချင်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါချို့တွေကြတော့ဒါဝယ်ဖို့အတွက်ကျွန်တော်လာမေးတယ်ပေါ့နော်အဲ့တော့လာမေးတဲ့ခါမှာကျွန်တော်အနေနဲ့ဒါမဝယ်ဖို့ပဲပြောတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့ view တွေ like တွေ share တွေနောက်မဲ့ကိုယ့်ရဲ့အကောက်ပေါ့နော်ကိုယ့်ရဲ့အကောက်ဘယ်လောက်ဒီတက်နေလဲအဲ့တော့ကြည့်ပေါ့နော်အဲ့ဒီကြည့်ပြီးမှပဲကျွန်တော်အနေနဲ့ဆန္ဒရှိရင်ဝယ်ပေါ့ခုကတော့ကျွန်တော်အနေနဲ့ဒါဖုန်းပင်နဲ့ဝယ်တဲ့နေကိုကျွန်တော်အနေနဲ့ပြပေးမှာပေါ့ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဝယ်တဲ့နေရာ short ပေါ့နော် short ဆိုတဲ့နေရာနှိပ်မယ်နှိပ်ပြီးတော့ဒီ super light ဆိုတဲ့နေရာနှိပ်မှာပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမှာကိုလိုချင်တဲ့ပမာဏပေါ့နော်အများဆုံးကတော့ဒီပေါ်တော့ကျွန်တော်ကဒီထိုင်းအကောင့်နော်ဒီထိုင်းဘန်နဲ့ပေါ့ထိုင်းကောက်ဆိုတော့ဒါထိုင်းဘက်နဲ့ပဲပေါ်တာဖြစ်ပါတယ်သူနဲ့ကန်နဲ့သူပေါ့နော်ကိုကဘက်နဲ့ကန်မှာဖွင့်ထားလဲသူနဲ့ကန်နဲ့သူရှိတယ်ဒါတော့ဒီမှာအများဆုံးကတော့၄ခုလိုကြတာများတယ်၄ခုကိုနောက်တဲ့သူများလည်းပေးခြင်းနဲ့ကိုတန်းလည်းပြန်ပေးခြင်းနဲ့ဆိုလို့ရှိရင်ဆက်တခုအဲ့လိုမျိုးပေါ့နော်သူကချိုးတွေတစ်ခါလေးကြာရင်ပေါ့နော် promotion color တို့ဘာလို့ဆိုရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတစ်ခါတလေမှလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မသိချဘူးပေါ့နော်ဒီတော့ကျွန်တော်တို့အနေနဲ့ဒီ၄ခုလိုချင်လို့ရှိရင်ကျွန်တော်တို့ကဒီ၄ခုဆိုပိုင်း၄ခုကိုနှိပ်မယ်ကျွန်တော်တို့ကဒီလိုမျိုးနှိပ်လိုက်လို့ရှိရင်ဒီမှာတိုင်းပြီးပေါ်လာတာပေါ့နော်တိုင်းပေါ်လာတယ်မှာကိုကဖုန်းပင်နဲ့ဝယ်မလားပေါ်ဆုံးမှဆိုဖုန်းပင်ဖုန်းပင်နဲ့ဝယ်မလားဒီမှာဖေးဖောင်းနဲ့ဝယ်မလားနောက်ပြီးတဲ့ခါကျတော့ဒီ two money wallet နောက်ပြီးတော့ကျတော့ကိုရဲ့ visa card ပေါ့နော်အများကြီးပေါ့နော်ဒီမှာ shop play တို့ပါလို့အများကြီးရှိရပေါ့နော်ဒီမှာ light play လေးရှိပေးလေးရှိရပေါ့နော်အများကြီးရှိတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကဖုန်းပင်နဲ့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖုန်းပင်ကိုနှိပ်ရမယ်ကျွန်တော်တို့အနေနဲ့လေကျွန်တော်မှာကဒီဟာက join ပြီးသားဆိုတော့လေနှိပ်ပြီးသားဆိုတော့ကျွန်တော်မှကျတော့မပေါ်တော့ဘူးဒီလိုမျိုးဖြစ်သွားပါတော့ဒါကိုယ့်အကိုလှုပ်ကြည့်ပါတော့အဲ့ဒီနားရရင်